Japan fighter တက်ဆူတိုင်ယာနဲ့တရားဝင်ပွဲဖြစ်သွားပြီဆိုပြီးသတင်းတွေထွက်နေတဲ့ချင်း fighter လေး Joshua Vanအားလုံးပဲမင်္ဂလာပါ Martial Academy Channel ကနေပြည်သက်အားလုံးကိုကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Martial Academy Channel ဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ဒါကြောင့်မလို့ MMA လောကကိုစိတ်ဝင်စားတဲ့ညီကိုတွေဆိုတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့ကျွန်တော်ကမြတ်တိုက်ခိုင်းနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပြည်သက်တွေစီကိုချပြခြင်းတဲ့သတင်းကတော့ကျွန်တော်တို့မြန်မာကုံဆောင် fighter လေး Joshua Van နဲ့Japan fighter တက်ဆူတိုင်ယာတို့တရားဝင်ပွဲဖြစ်သွားပြီဆိုပြီးထွက်နေတဲ့ကောလာဟာလသတင်းတွေအကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်ဒီနေ့မနက်ကကျွန်တော်တို့မြန်မာကိုစားပြု fighter Joshua Van က status တစ်ခုတင်လာပါတယ်ဘယ်လိုမျိုး status လဲဆိုတော့ဗျာသူ့အနေနဲ့အလုပ်ပြန်လုပ်ဖို့အချိန်တန်ပြီဆိုတဲ့ပုံစံမျိုးနဲ့ရေးသားသွားတာဗျာသူ့ရဲ့ရေးသားချက်အရပြောရမယ်ဆိုရင်တော့ထိုးဝဲဆိုင်ရာစာချုပ်မှာလက်မှတ်ထိုးပြီးသွားပြီးပွဲရသွားပြီဆိုတဲ့ပုံစံမျိုးနဲ့ရေးသားထားတာမျိုးကိုကျွန်တော်တို့ကတွေ့ရပါတယ်ဒီမတိုင်ခင်မနေ့ကမှဆိုရင်ဘယ်လိုရေးသားခဲ့လဲဆိုတော့ Joshua Van ကမာနေကတ်လာတက်ဆူတိုင်ယာလာဆိုတဲ့ပုံစံနဲ့လည်းမေးခဲ့တယ်ပြီးတော့ UFC ကိုလည်းငါတစ်နှလုံးထိုင်ဆောင်ရမှာလားငါ့ကိုတစ်နှလုံးအတစ်ဖြစ်ရှိစေချင်တာလားဆိုတဲ့ပုံစံတွေနဲ့လည်းမေးခွန်းတွေထုတ်ခဲ့တယ်အဲ့ဒီလိုမျိုးပြီးမှာပဲတစ်ဖက်ကမာနေကတ်ကလည်းထပြီးတော့ status တင်တယ်ဗျာဘယ်လိုမျိုးလဲဆိုတော့ Joshua Van ကိုသူကလည်းပြန်ချေပါတာပါငါက UFC 326ပြန်မှာပွဲထိုးဖို့အစင်းနဲ့မယ်ငါကလက်မှတ်လေးထိုးပြီးပြီမင်းဘက်ကဘာလို့ကြံ့ကြာနေတာလဲဘောပန်မှာမှင်ကုန်သွားလို့လားဒါမှမဟုတ်မင်းလက်တွေတုံနေလို့လားဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့ status တင်တယ်ဒီနေ့မနက်မှာ Joshua Van ကလည်းသူ့အနေနဲ့ထိုးပွဲဆိုင်ရာစာချုပ်မှာလက်မှတ်ထိုးထားပြီးပြီဆိုတဲ့ပုံစံမျိုးတင်တော့ဗျာ Joshua Van နဲ့မာနေကတ်တို့ပွဲဖြစ်ပြီလို့ကျွန်တော်ကကနဦးတော့သတ်မှတ်ခဲ့တယ်အဲ့လိုမျိုးတွေးနေတဲ့အချိန်မှာပဲနောက်ထပ် status တစ်ခုကိုတွေးလိုက်ရတယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ UFC ရဲ့သတင်းတွေကိုရေးသားနေတဲ့သတင်းတောက်တစ်ယောက်က X လူမှုကွန်ရက်စာမျက်နှာကနေ Joshua Van နဲ့တက်ဆူတိုင်ယာတို့က April 17 ရက်နေ့မှာကျင်းပမယ့် UFC 327ပြန်မှာပွဲဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကရေးသားသွားတယ်ဗျာဒီတော့ပြည်သက်တွေကြားထဲမှာလည်းပုံစံအမျိုးမျိုးတွေဖြစ်ကုန်တယ်အစားကတော့ကျွန်တော်တို့အားလုံးတင်ကြီးတင်ညွတ်တဲ့တမတ်ခဲ့ကြတာကUFC 326ပြန်မှာ Joshua Van နဲ့မာနေကတ်တို့ပွဲဖြစ်ပြီးဆိုတဲ့ပုံစံမျိုးနဲ့ထင်ကြီးပေးခဲ့ကြတယ်ပြည်သက်အားလုံးကလည်းဗျာ Van ကမနက်က status တင်တော့ဒီလိုမျိုးပဲသတ်မှတ်ကြမှာပါကျွန်တော်ကိုယ်တိုင်လေးမာနေကတ်နဲ့ပဲပွဲဖြစ်ပြီလို့ထင်တယ်ဘာကြောင့်လဲဆိုတော့အရှိရင်ကဖြစ်ခဲ့တာဒီအရာပြောရမယ်ဆိုရင်ပွဲဖြစ်ဖို့နီးစပ်နေတာကမာနေကတ်တယောက်ပဲဗျာဒီတော့မာနေကတ်နဲ့ပွဲဖြစ်ပြီလို့ပဲကျွန်တော်ကတော့ထင်ခဲ့တာဒါပေမဲ့အခုလိုမျိုး UFC သတင်းတော့တယောက်ကဒီလို post တင်လိုက်တော့မာနေကတ်နဲ့မဟုတ်တော့ဘဲနဲ့တက်ဆူတိုင်ယာနဲ့များပွဲဖြစ်သွားပြီလားဆိုတာတကယ်ကိုစဉ်းစားစရာစိတ်ဝင်စားစရာကောင်းတဲ့အချက်ဖြစ်လာပါတယ် UFC 327မှာပါဝင်လာမယ်ဆိုတော့ UFC 327ပြိုင်ပွဲက April လမှာကျင်းပမှာ April လ17ရက်နေ့လို့ပြောထားတယ်အဲ့ဒီပြိုင်ပွဲမှာကျွန်တော်တို့မြန်မာကုံဆောင် fighter လေးကကို main event ပွဲစဉ်အနေနဲ့ပါဝင်လာမယ်လို့သတင်းတွေထွက်နေတယ်ဒီလိုမျိုး April လမှာပါဝင်လာမယ်ဆိုတော့ UFC ကမကြာခင်ကာလမှာပဲချပြလာလိမ့်မယ်အချို့တော့မီဒီယာတွေကကြတော့လေမာနေကတ်နဲ့ပွဲဖြစ်တယ်ဆိုပြီးရေးသားထားကြပြန်တယ်ဒါပေမဲ့ official ပုံစံမျိုးမဟုတ်သေးတော့ကျွန်တော်တို့ကတော့တစ်ချက်စောင့်ကြည့်ရအောင်မယ်မာနေကတ်နဲ့ပဲဖြစ်တာလားတက်ဆူရိုတိုင်ယာနဲ့ဖြစ်တာလားဆိုတာတော့စောင့်ကြည့်ရမယ်ဗျာကျွန်တော်တင်ပြောရရင်မာနေကတ်နဲ့ပွဲဖြစ်တယ်ဆိုတော့ဒီ UFC 326ပြန်မှာပါဝင်လာဖို့ရှိလိမ့်မယ်အကယ်၍မဟုတ်ဘူးတက်ဆူရိုတိုင်ယာနဲ့ဆိုရင်တော့အစကပြောထားသလိုပဲ UFC 327 April လမှာကျင်းပမယ့်ပွဲစဉ်ရောက်မှာပါဝင်လာဖို့ရှာကန်တို့များနေတာကိုတွေ့ရပါတယ်ခင်ဗျာဒါကတော့လက်ရှိချိန်မှာ Joshua Van ရဲ့ပွဲသတင်းတွေကောလာဟာလာတွေထွက်ပေါ်လာပြီဆိုတဲ့အကြောင်းနဲ့ကျွန်တော်တို့မြန်မာကုံဆောင် fighter လေးကိုယ်တိုင်ကထိုးပွဲဆိုင်ရာစာချုပ်ရရှိထားပြီးဆိုပြီးအချက်ပြလိုက်တဲ့အကြောင်းကိုပြည်သက်တွေစီတင်ဆက်ပေးရတာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သက်တွေအားလုံးရှေ့ကိုမကြခင်မှာကျွန်တော်တို့ချင်း fighter လေး Joshua Van ရဲ့ပွဲကတစ်ဖန်ပြန်လဲရောက်ရှိလာတော့မှသိကြနေပါပြီ April ဒါမှမဟုတ်ဒီ match လထဲမှာကြည့်ရဖို့ရှိတယ်ဘယ်ပွဲစဉ်မှာပါဝင်လာမလဲဆိုတာတော့မကြခင်ကာလတစ်ခုမှာ promotion ရဲ့ထုတ်ပြန်ချက်ကိုပဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ကျွန်တော်တို့ချင်း fighter လေးကတော့လက်ရှိမှာ training camp တွေပြန်လုပ်နေပြီ training camp ဝင်ပြီးပါလုပ်နေပြီဒီတော့ကျွန်တော်တို့ fighter လေးကအစွမ်းကုန်ပြင်ဆင်နေတာကိုတွေ့ရတယ်တစ်ဖက်ကပြိုင်ဘက်က
သတင်းကြီးထားတဲ့မာနယ်ကဖြစ်မလားတိုင်ရာဖြစ်မလားဆိုတာပဲကြည့်ရမယ်ဘယ်သူပဲဖြစ်ဖြစ်ပါပွဲရတကယ်ကိုကောင်းလိမ့်မယ်တက်ဆူတိုင်ရာဆိုရင်ဂျိုရှွာဘန်တို့တကယ်ကိုမှခက်ခဲတဲ့ပြိုင်ပွဲဖြစ်လိမ့်မယ်မာနယ်ကဆိုလည်းစတန်ဖိုက်ဘက်မှာတကယ်ကောင်းတဲ့ဖိုက်တာပါဝါပြင်းတဲ့ဖိုက်တာဖြစ်တဲ့ကြောင့်မလို့ကြည့်ရတာကောင်းပါလိမ့်မယ်ဒီဖိုက်တာနှစ်ယောက်တည်းတယောက်နဲ့ပွဲဖြစ်မှာတော့သိကြတယ်ဖြစ်လာရင်လည်းတကယ်ကိုကောင်းတဲ့ပွဲကောင်းပွဲချမ်းတဲ့ပွဲဖြစ်လာမယ်ဆိုတာအာမခံထားရဲပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ကျွန်တော်တို့မြန်မာကောင်ဆောင်ဖိုင်တာတွေဂျိုရှွာဘန်ရဲ့ပွဲစဉ်နဲ့နောက်ဆုံးရရှိထားတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်တင်ဆက်မဲ့သတင်းတစ်ပုဒ်ကတော့ဖရိုနီကာအနေနဲ့လာမယ့်20ရက်နေ့မှာထိုးသွင်းမဲ့ပွဲစဉ်တွေလေ့ကျင့်ခန်းတွေကိုအပြင်းထန်ပြုလုပ်နေတဲ့ဆိုတဲ့သတင်းမှာလာမယ့်20ရက်နေ့မှာဆိုရင်1 Championship က155 143ပြိုင်ပွဲကိုကျင်းပသွားမယ်အဲ့ဒီပြိုင်ပွဲမှာလက်ရှိချိန်ဒီတွဲဆိုင်2ခုကိုထုတ်ပြန်ထားပြီးအဲ့ဒီတွဲဆိုင်တွေကကျော်စွာဝင်းတို့ Feders ချင်းက Fighter 2ယောက်ရဲ့ပွဲတယောက်ကတော့ Necro တယောက်ကတော့ Shia Gohan ရဲ့ပွဲ Shia Gohan ကတော့ Veronica နဲ့ထိုးရမယ့် Fighter ဒီနေ့ဦးစားပေးပြီးပြောချင်တာကအဲ့ဒီ Shia Gohan နဲ့ပွဲအပေါ်မှာ Veronica ကတော်တော်လေးကိုပြင်ဆင်မှုတွေလုပ်နေတယ်ဆိုတဲ့အကြောင်းပါ Shia Gohan ကိုပရိသတ်တော်တော်များများလေးသိတယ်ဒီ Fighter မှာလေးကလည်းမြန်မာပရိသတ်တွေကိုဒါချစ်ခင်တဲ့Fighter လက်ခမောင်းတွေပါခက်ပြတယ်ဒီလိုမျိုးနဲ့မြန်မာပရိသတ်တွေကြားမှာလည်းတော်တော်ပရိသတ်ဝန်းရံမှုအားကောင်းတယ်လို့တော့ပြောလို့ရပါတယ်ဒီ Fighter က1မှာ3ပွဲထိုးရတယ်3ပွဲလုံးရှုံးပွဲမရှိဘူး Professional record အပြင်တော့7ပွဲထိုးတယ်10ပွဲနိုင်1ပွဲရှုံး1 Championship မှာလည်းထိုးခဲ့တဲ့3ပွဲမှာ2ပွဲကို decision 1ပွဲကိုအလဲထိုးနဲ့နိုင်ထားတယ် record အပြင်တော့တော်တော်ကောင်းတယ်ဒါပေမဲ့အရက်ကတော့9ပြီး2လမှာပဲရှိတယ်တစ်ပတ်ကကျွန်တော်တို့ Veronica ကတော့အရက်က9ပြီး5လမှာရှိတယ်1မှာ3ပွဲထိုးရတယ်2ပွဲနိုင်1ပွဲရှုံးအနိုင်ရခဲ့တဲ့2ပွဲမှာ1ပွဲကိုအလဲထိုး1ပွဲကို split decision နဲ့ကတ်နိုင်တယ်ရှုံးခဲ့တဲ့1ပွဲမှာလည်း split decision နဲ့ကတ်ရှုံးထားတာကိုတွေ့ရပါတယ်ဒီတော့ fighter 2ယောက်ရဲ့ကစားပုံအပြင်လည်းပရိသတ်တွေအကြိုက်ဖြစ်စေမဲ့ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့မြင်တယ်2ယောက်လုံးကလည်း power up ပြုကစားတဲ့ fighter တွေပြီးရင်Veronica ကလည်းလက်သီးပါဝါဘလောက်ပြင်းလဲဆိုတာကျွန်တော်တို့အားလုံးသိတယ်တစ်ပတ်က Shia Gohan ဆိုတဲ့ fighter ကလည်းလုံးဝခေသူ fighter မဟုတ်ဘူးဒီတော့ပွဲကတော့တော်တော်လေးကိုမြိုင်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ် Veronica ကလက်ရှိချိန်မှာဆိုဒီပွဲတဲ့ပြင်ဆင်မှုတွေကိုတိုက်ကားမွေထိုင်းမှာပြင်းထန်မဲ့လေ့ကျင့်နေတယ်သူ့အနေနဲ့ဒီပွဲမှာအကောင်းဆုံးနိုင်ပွဲရအောင်စူးစမ်းပြမယ်ဆိုပြီးတော့လည်းပြောထားတယ်ဒီလိုနိုင်ပွဲရယူပြနိုင်မှာပဲ Veronica ကချန်ပီယံခပတ်ကိုစင်ခေါ်ခွင့်ရမှာဒီပွဲကချန်ပီယံခပတ်လူခွင့်ရဖို့အဆုံးဖြတ်ပွဲဖြစ်နိုင်တယ်ဆိုပြီးတော့မှမီဒီယာတွေကပြောနေကြတယ်တကယ် promotion ကဒီလို season ပေးမလားတမျိုးတစ်ဖုံပြောင်းလဲအောင်မလားဆိုတော့ဆက်ကြည့်ရမယ်ဒါပေမဲ့ Veronica အတွက်ဒီပွဲကတကယ်ကိုလွယ်ကူမဲ့ပွဲမဟုတ်ဘူးတကယ်ခက်ခက်ခဲခဲနဲ့မိုးရဲရီထဲမှာကျမ်းမဲ့ပွဲဘယ်လိုတွေဖြစ်လာအောင်မလဲဆိုတော့စောင့်ကြည့်ရမှာပါShia Gohan ကလည်းတစ်ဖက်မှာအသေးအတန်လေ့ကျင့်ပြင်ဆင်နေတယ်သူ့အနေနဲ့ကျော်စွာဝင်းတို့တကယ်ကောင်းတဲ့ fighter ကြီးနဲ့ပဲ training တွေစတိုက်လုပ်နေတဲ့ 1-2K တို့ Necro တို့ကလည်းအနီးကပ်ပါဝင်ကူညီပေးနေတာကိုတွေ့ရတယ်ဒီပွဲကတိုက်ကားမွေထိုင်းတဲ့ Feders Club တို့အားပြိုင်နေပွဲလို့လည်းသတ်မှတ်လို့ရတယ်မြန်မာပရိသတ်တွေကတော့ဘသူကိုအားပေးမယ်ဘသူကိုအားပေးမယ်ဆိုပြီးတော့မှနှစ်ပိုင်းကွဲနေကြတယ်တစ်ဖက်ကတော့ Veronica ကိုပဲအားပေးမယ်တစ်ဖက်ကတော့ Shia Gohan ဘက်မှာရှိနေတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အမျိုးမျိုးဖြစ်နေတာလေးကိုတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ Veronica နဲ့ Shia Gohan တို့ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ရရှိထားတဲ့သတင်းလေးပါဒီနေ့ပြောချင်တာတော့ဒါပါပဲမြန်မာကောင်ဆောင် fighter လေး Joshua Ban နဲ့ Tetsuo Taira တို့ပွဲဖြစ်သွားပြီလို့ထွက်ပေါ်လာတဲ့သတင်းတွေနဲ့ Veronica အနေနဲ့ Shia Gohan နဲ့ပွဲအတွက်ရန်ကိုလေ့ကျင့်ပြင်ဆင်မှုတွေလှုပ်ဆောင်နေတဲ့အကြောင်းကိုပြည်သက်တွေစီတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ဒီမှာလည်းကျွန်တော် Martial Academy Channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ1 Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ MMA လောကစိတ်ဝင်စားတဲ့ပြည်သက်တွေဆိုတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မြတ်တမ်းခံကြပါတယ်ခင်ဗျာပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ